အားလုံးပဲမင်္ဂလာပါ AKC podcast ကနေပြီးတော့ကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီ podcast လေးကိုကျွန်တော်ဘာရည်ချက်နဲ့ဖွင့်ထားတာလဲဆိုလို့ရှိရင်တော့ကျွန်တော်အရင် personal account မှာတော့ပေါ့နော်ကျွန်တော်ဒီခါလေးဖျားရှိခိုးတာကျွန်တော်တင်တယ်ရှင်းဆိုတဲ့ဟာကြီးကျွန်တော်တင်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်လို့တင်ချင်တာတင်တာပေါ့နော်အဲ့ဒီ account မှာဆိုလို့ရှိရင်ကျွန်တော်ကို follow ထားတဲ့သူတွေတော်တော်များများကကျွန်တော်တို့ဆရာတော်တွေလည်းရှိတယ်ပြီးတော့အဲ့လိုမျိုးဘာသာရေးလိုက်စားတဲ့အကိုတွေအမတွေရှိတယ်ညီလေးညီမလေးတွေရှိတယ်အဲ့လိုပေါ့နော်တော်တော်များ comment အောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်မေးရတွေရှိတယ်ကျွန်တော် messenger မှာလည်းလာမေးရသူရှိရပေါ့နော်ကျွန်တော်အဲ့လိုမျိုးဘယ်လိုပြမလဲကျွန်တော်တင်ချင်တာတင်တာပေါ့နော်ဟိုအကောင့်မှာကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ဒီဘက်အကောင့်အသစ်ကလေးတစ်ခုဖွင့်လိုက်တာပေါ့နော်ကျွန်တော်တရားတွေဒီအကောင့်မှာကျွန်တော်တရားတွေနာမယ်တရားနာတဲ့ဟာကိုကိုနားလဲတဲ့ဟာလေးတွေကိုပြန်ပြီးတော့ပြောပြမယ်ပြီးတော့လို့ရှိရင်ဘယ်လိုပြောပြမလဲကျွန်တော်တို့ဝါသနာတူတဲ့လူတွေအချင်းချင်းကျွန်တော်ဒီဘက်မှာစုနေတာဗျာစုရင်တော့ကျွန်တော်တို့တရားအကြောင်းလေးကျွန်တော်ဆွေးနွေးမယ်ဒီအချိန်လေးဒီလိုကာလတွေမှာလူငယ်တွေနဲ့ဘယ်လိုဖြတ်သန်းနေတယ်ကျွန်တော်တို့အဲ့လိုမျိုးလေးကိုယ်တိုင်လည်းဘယ်လိုဖြတ်သန်းနေတယ်သူတို့တွေရောဘယ်လိုဖြတ်သန်းနေကြလဲအချင်းချင်းတိုင်းမှာဆွေးနွေးပြီးတော့အဲ့လိုမျိုး community လေးတစ်ခုဖွဲ့စည်းကြတာပေါ့နော်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ကျွန်တော်ဒီ AKC podcast ဆိုတဲ့အားလေးကိုဖွင့်လိုက်တာပေါ့နော်ဒီဘက်ကိုတက်တက်လေးတစ်ခုဖြစ်သွားအောင်ဆိုပြီးတော့ကျွန်တော်ဆိုလို့ရှိရင်တရားလေးတွေတော့အများနဲ့နာဖြစ်တယ်ပေါ့နော်နာပြီးလို့ရှိရင်လည်းကျွန်တော်တို့သိရတဲ့တကယ်ချင်းတွေကျွန်တော်နားမှာရှိနေတဲ့သူတွေကျွန်တော်အများနဲ့ပြန်ပြီးတော့ပြောပြဖြစ်တယ်ပေါ့နော်ဒါဘယ်လိုထားခါကျရင်ခိုက်ခဲကြုံနေလို့ရှိရင်စိတ်ကိုဘယ်လိုထားတတ်အောင်အဲ့လိုမျိုးပေါ့နော်ကိုယ်တိုင်လည်းဟိုတွေစူးစမ်းနေတော့မှာပဲကိုယ်တိုင်လည်းစိတ်ကိုဘယ်လိုထားတတ်အောင်နေရမယ်ဘာညာပေါ့နော်အဲ့ဆိုတော့ကျွန်တော်အဓိကပြောချင်တာကကျတော့ကျွန်တော်ဒီကောက်ကိုဖွင့်လိုက်တယ်ဆိုတာကကျွန်တော်တို့လူငယ်တယောက်အနေနဲ့ဘာသာရေးပေါ်မှာဘယ်လိုမြင်လဲဘယ်လိုစူးစမ်းအားထုတ်နေလဲဘာသာရေးအဆုံးမအောက်မှာလူငယ်တယောက်ကဘယ်လိုဖြတ်သန်းနေရဲဆိုတဲ့အကြောင်းကျွန်တော်သိသလောက်မှတ်သလောက်လေးကျွန်တော်ပြောပြမယ်ပြီးတော့လို့ရှိရင်ဒီ page မှာအဓိကဘယ်လိုလေးတင်ပါလဲဆိုတော့ကျွန်တော်တရားလေးတွေအများနဲ့တူနာကြမယ်ပြီးတော့ရင်တရားနာပြီးတော့ကိုဘယ်လိုသိလဲကိုစိတ်ထဲမှာကိုဘာတီတရားရလိုက်တယ်ဆိုတာမျိုးကြီးပြန်ပြီး sharing လုပ်ပြီးမှာပေါ့နော်တော်တော်များများကဗုဒ္ဓဘာသာလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓကတော့ကြည်ဘူးမှာပဲလူငယ်တော်များလည်းကြည်ဘူးရလူကြီးလည်းကြည်ဘူးရပေါ့နော်ဒီအိန္ဒိယကရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်အဲ့ဗီဒီယိုလေးကြည့်ဘူးရဆိုတော့ကျွန်တော်ရဲ့အိမ်မှာပူဇော်ထားတဲ့ဘုရားအကြောင်းဆောင်ကိုကျွန်တော်ဘယ်လိုစဉ်းစားပြင်လဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီဗီဒီယိုလေးကြည့်နေပြန်မယ်နော်အဲဆိုဆုံးဖြတ်ကြည့်လိုက်ပါजो सिद्धार्थ नश्वर था वो तुम नहीं तुम बुद्ध हो अविनाशनीय बुद्ध बुद्धခုနပြခဲ့တဲ့ဗီဒီယိုတွေကအတိုင်းပေါ့နော်ကျွန်တော်တို့မြတ်စွာဘုရားဉာဏ်လင်းစားရခဲ့တဲ့အချိန်ပေါ့နော်ဘော်ဒီညောင်မင်းအောက်မှာစပြီးတော့ရခဲ့တဲ့အချိန်ကိုရုပ်ရှင်လေးကြည့်ပြီးတဲ့အခါမှာပေါ့နော်ဒီဒီဇိုင်းလေးကိုစဉ်းစားပြသွားတာပါအရန်ကိုကြီးညိုပြီးတော့ပေါ့နော်တကယ်လုံးဝတက်ရှိထင်ရှားမြတ်စွာဘုရားလိုမျိုးပူဇော်ထားတာဖြစ်ပါတယ်ပူဇော်တဲ့အခါတိုင်းမှာလည်းစိတ်ကိုအေးချမ်းမှုရတယ်ပေါ့နော်